ကဲဗျာကျွန်တော်ညီလေးညီမတွေအားလုံးပေါ့အကူကြီးကိုမြင်အောင်ကြည့်ပေးပါဗျာအမကြီးကိုမြင်အောင်ကြည့်ပြီးလေအိမ်တဲ့အိမ်မှာအကူကြီးတော့အဖရတဲ့အမကြီးကလည်းအမိရပါပဲဗျာကြောက်ရမယ်ဆိုလို့ရှိရင်တော့အဖေပင်မရဲ့တားကြီးဆုံးကဝန်ထမ်းပေးတယ်ဗျာကျွန်တော်ညီမများကျွန်တော်ညီမများအမေပင်မရဲ့အမအကြီးဆုံးကဝန်ထမ်းပေးတာပဲအမေနားလိုက်ဦးခဏအမေပင်မနဲ့အငယ်တွေအတွက်သမီးဦးဆောင်မဲတဲ့အမေမဟုတ်တဲ့အမေပါပဲဗျာဟုတ်တယ်ဗျာအမကြီးကအမေလိုအသက်နဲ့မရင်းခဲ့ပေမဲ့ချွေးဆက်တင်နဲ့ရင်းခဲ့ရတယ်လေအမေမဟုတ်တဲ့အမေသူ့ကိုကျွန်တော်ကနာမည်ပေးတယ်ဒုတိယမေမေလို့အကူကြီးပဲလှည့်ကြည့်လိုက်ရအောင်လေအငယ်တွေအတွက်အစားအစာရှာခဲ့ရတယ်ဗျာကစားစရာရှာပြီးခဲ့တယ်လေအစားကိုညာကျွေးခဲ့တယ်ဗျာတတိုင်းကြီးတစ်ခုပါပဲလေအဖွေပြီးရင်အကူကြီးကဒုတိယအဖေပဲဗျာအရှာယာပြစ်ဆက်ခဲ့ချွေးဆက်တင်နဲ့နမလုံးငယ်ရတာပါပဲဗျာအဖေပြီးရင်သူကလည်းအဖြစ်နဲ့လူသားကြီးပဲဗျာအမြင့်မြတ်ဆုံးလူသားတွေပါလေချစ်တဲ့နှလုံးသားကကြီးမားခဲ့တော့တခါတလေကို့အရေးထက်ကို့ညီတွေညီမတွေအရေးပဲငဲ့နေရတယ်ဗျာကျွန်တော်ကဘဝလက်တွေ့ခံခဲ့ရတာဗျာအမေကမောင်နှမ9ယောက်မွေးတယ်မပြည့်စုံတဲ့ဘဝကတက်လာတော့အောင်မြင်တဲ့တနေ့ကျွန်တော်ဘဝမမေ့ဘူးရဲ့ကျွန်တော်အကူအကြီးဆုံးကလေကျွန်တော်ကြောင်းနေဖို့ဟောဒီလိုဆိုင်ဝဲနဲ့ထိုင်ပြီးစိုင်းတီးပြီးကျွေးတယ်ဗျသူလေးတန်းမအောင်ငယ်ဘူးကြောင်းထွက်ခဲ့တယ်ကျွန်တော်ကြောင်းတက်ကျွန်တော်အမကြီးရလေကျွန်တော်နဲ့ကျွန်တော်ညီမလေးတွေအောင်မြင်မှုအတွက်ဆိုပြီးအမကပဲပြုတ်တောင်ခေါင်းမော်ရွက်မကြီးသီးမဲ့လေးတွေခူးမကြီးရွက်ကလေးတွေခူးပြီးရှောင်းကြည့်ပြီးကျွန်တော်ကိုကြောင်းထားပြီးပြောချင်ပါတယ်ဗျာနင်းခဲ့တဲ့နေရာမမိပါနဲ့နင်းခဲ့တဲ့ခြေရာမမိနဲ့ဗျာခက်တာကကျွန်တော်တို့အငယ်တွေကအောင်မြင်သွားရင်အတိတ်မိတယ်လို့ရွှေပြောက်တယ်လို့လူတွေကများတယ်ငါတုံလို့ဟာငါတက်လို့ဟာထင်ခဲ့ကြတယ်နင်းခဲ့ရတဲ့နေတွေကအများကြီးပါဗျာမိုင်းတလန်ဒီမိုင်းတထောင်ရဲ့အစခြေတလန်ကစခဲ့တာပဲဗျာအောင်မြင်မှုရဲ့အုတ်မြစ်တွေသူတို့ကပေးခဲ့ပြီးပြီလေကျေးဇူးမဆက်ချင်လေဗျာကျေးဇူးမကမ်းပါနဲ့မောင်နှမဆိုတာကအဖေနဲ့အမေကသွေးနဲ့ဆက်ပေးခဲ့တာရန်ဖြစ်ဖက်မှာမဟုတ်ဘဲနဲ့အမှန်ချစ်ဖက်လေရိုင်းတဲ့လက်ကိုတွဲလို့ခေါ်အခက်အခဲကိုအတူတူကြောင်းအဲ့ဒါမောင်နှမလို့ခေါ်တာဗျအမှန်ချစ်ကြပါဗျာရန်မဖြစ်ကြပါနဲ့အကူကြီးတွေအမကြီးတွေရဲ့ပေါ်မှာကျေးဇူးတွေဆက်နိုင်ကြပါစေအမအငယ်တွေအတွက်ပေးဆက်ခဲ့တာများခဲ့ပြီးပြီနော်အကူအငယ်တွေအတွက်ရင်းခဲ့ရတာများပါတယ်ဒါပေမဲ့ပြန်ရဖို့တွေးလားမတွေးပါဘူးဗျမတွေးပေမဲ့ပေးရမှာကကျွန်တော်တို့အငယ်တွေရဲ့အလုပ်ဟုတ်တယ်နော်အကူကြီးအဖအရာအမကြီးအမိအရာအဖေမဟုတ်တော့အဖေအမေမဟုတ်တော့အမေများအတွက်လက်ခုပ်တန်လေးတော့ချီးမြှင့်ပေးပါလားဗျာ